တွေးကိုမမိနိုင်တဲ့အေဂျင့်မောင်ရဲ့အားနည်းချက်တစ်ခုကိုပြောလာတဲ့မမမီအောင်ဝိုင်းရင်မင်းသမီးမမမီအောင်ကတော့အေဂျင့်မောင်ရဲ့အားနည်းချက်တစ်ခုကိုလူသိရှင်ကြားမီဒီယာကနေတဆင့်ပြင်းထန်စွာနဲ့ဝေဖန်လိုက်ပါတယ်။ဒါကြောင့်လေအေဂျင့်မောင်ဖန်တွေကစိတ်ဆိုးဒေါသထွက်နေကြတာပါ။အလုံးသိကြတဲ့အခုနောက်တက်မင်းသားတွေထဲမှာအောင်မြင်ဆုံးမင်းသားကိုပြပါဆိုရင်အေဂျင့်မောင်ကိုပဲပြရမှာပါ။အေဂျင့်မောင်ဟာကရိုက်တာအစုံကိုတရုပ်ဆောင်နိုင်တယ်လို့အပြင်မှာတကယ်ဖြစ်နေတဲ့ပုံစံအလားပိုင်နိုင်စွာတရုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့်လည်းအေဂျင့်မောင်ဟာဇလန်တွဲမင်းသားဘဝကနေထိတ်တန့်ရုပ်ရှင်မင်းသားအဖြစ်နဲ့အကယ်ဒမီဆုတွေတောင်မှစကူးနိုင်ခဲ့တာပါအေဂျင့်မောင်ဟာအခုဆိုရင်ပဲ့တင်တဲ့ဇကားနဲ့အတူသူထုဆန်ရဲ့ဇိုးတစ်ထောင်နှစ်ရုပ်ရှင်ဇကားတွေမှာအကောင်းဆုံးတရုပ်ဆောင်ထားတာဖြစ်ပါတယ်အချို့ပရိသတ်တွေကဆိုအေဂျင့်မောင်ကိုဒွေးနေတောင်မှနှိုင်းရှင်ကြတာပါရုပ်ရှင်လောကထဲမှာဒွေးဟာတရုပ်ဆောင်အကောင်းဆုံးမင်းသားတစ်လက်ပါပဲဒွေးဟာကွယ်လွန်တာကြာနေတာတောင်ပရိသတ်တွေကတတပြောနေကြသေးပါဒါကြောင့်လေတချို့ကအေဂျင့်မောင်ကဒွေးလက်သစ်ပဲတရုပ်ဆောင်ကောင်းတယ်လို့ဆိုကြပါတယ်ဒါပေမဲ့လည်းဝါရင်မင်းသမီးမမိုးမီအောင်ကတော့အေဂျင့်မောင်နဲ့ဒွေးကစီနဲ့ရေဖြစ်ကြောင်းပြောလာတာပါအေဂျင့်မောင်ကတရုပ်ဆောင်ကောင်းပေမဲ့မျက်လုံးအကြည့်တွေကအသက်မပါဘူးလို့မမိုးမီအောင်ကဆိုပါတယ်ဒွေးကတော့မျက်လုံးနဲ့တရုပ်ဆောင်နိုင်တာမို့အေဂျင့်မောင်ကမမိကြောင်းနဲ့သူတို့ဆန်ကသာဒွေးလိုအကြည့်တွေကအသက်ပါတယ်လို့ဆိုပါတယ်ပရိသတ်တွေကရောအေဂျင့်မောင်ကဒွေးကိုမှီဖို့အများကြီးလိုသေးတယ်လို့ထင်ကြပါသလားခင်ဗျာ